မလေးကပလိမ့်ပြီးတော့ကောသောင်းပို့တာဟုတ်လားလေးကကိန်းနဲ့သွားလိုက်တယ်ကိန်းနဲ့သွားပြီးတော့ဟိုကဟာရန်ရောက်သွားတယ်ဟာရန်ဒီမှာနောက်ကဲဒီဒီနေ့ကျွန်တော်မလေးကိုသွားလိုက်တာအဲ့လိုမျိုးမလေးကနေမှပလိမ့်ပြီးတော့ကောသောင်းပြပို့နေနေဟောတာဘန်ကောက်ပြဘန်ကောက်ကနေမှကျွန်တော်ပို့တာကျွန်တော်ကနေမှကောသောင်းရောက်တယ်ကောသောင်းရောက်တာနဲ့သူကစစ်တပ်ကလာကျူတယ်လာကျူပြီးစစ်တပ်ကလည်းခေါ်သွားတယ်သူတို့ဘွားကြီးတို့ထားရရှိတယ်အပြီးတိုင်းတနတ်ပို့တယ်အဲ့လိုမျိုးအခုထွက်ပြေးနေတာတော့ဒီရေးမှာရေးကိုသွားတယ်ရေးရောက်တော့သူတို့ရေးမှာချတဲ့အချိန်မှာအဲ့မှာတက်ဝက်ထုတ်နေတယ်အခုဖြစ်တော့ကျွန်တော်အဲ့ရနေပဲထွက်ပြေးတယ်သူတို့နောက်ကပြစ်တယ်ပြစ်တော့ကျွန်တော်လက်နဲ့ချာကြီးထွက်ပြေးလာခဲ့တယ်ထွက်ပြေးတော့လမ်းလျှောက်လာတယ်9ရက်လျှောက်ရတယ်လမ်းလျှောက်ပြီးလာတာဝမ်းမြန်မတော်ဥစားတညအိတ်ခဲလမ်းမင်းမှာစစ်တပ်ရဲ့ဘာညာဘယ်လိုကြုံတွေ့ရလဲဆိုထွက်သွားတယ်တိုက်ပွဲစခန်းသွားပြီးရောက်တဲ့အချိန်ကျရင်သူများအဲ့စခန်းကိုမရောက်တာများပါတယ်လမ်းမနဲ့ကိုမိုင်းခွက်ခံထိတာများတယ်လမ်းမနဲ့ပြတ်တာများတယ်ဒါပေမဲ့သူများကဘယ်လိုပြောလဲစာပို့ထားရှင်းမယ်ဘယ်လိုလဲမလုပ်ချင်တဲ့လူသူတို့စီကိုလင်းဝတ်မဆိုရင်အချိန်မေးလာလို့ရတယ်လို့မျိုးအခုလည်းကျွန်တော်ဗီဒီယိုကတပိတ်ပေးလိုက်တယ်ကျွန်တော်နားမှာကြုံမဲ့လို့ဝင်တောင်းခဲ့တယ်တပိတ်ပေးလိုက်လမ်းစီကိုပါလောက်ရလဲဆိုတော့ပထမဦးဆုံးသူတို့ပို့တဲ့တနန်းကြောင်းသွားတယ်တနပ်ပြစ်တာပါညာသူတင်ပြီးတယ်ဒီပြီးတော့တနပ်ပြန်ဆင်းခိုင်းတယ်မကြပါဘူးတနပ်တက်တာတနပ်ပြန်ဆင်းလာပြီးတဲ့ချိန်ကျတော့ကျွန်တော်ဒီကလောဘက်ကိုသွားရတယ်ကလောကြတော့သူဘာတွေလောက်ရလဲဆိုတော့ကျွန်တော်တို့တိုက်ပွဲတော့မဆိုရင်သူခေါ်တယ်ထွက်လိုက်တယ်တိုက်သွားတယ်ပဲဟိုရောက်တော့တိုက်ပွဲပါညာဖြစ်ရင်ကြားတယ်လို့ကြားဆုံးတော့ပေါ့ကြားတယ်လို့ပြန်လာတယ်ပြီးရင်ကျွန်တော်တို့လိုမျိုးလောဘကြံတွေပါရှိတယ်အမီလောင်လောဘကြံတွေကိုဖြတ်ရောင်းကားပေါ်တင်အဲ့လိုလုပ်ရတယ်သွားတဲ့ချိန်ခုလိုမျိုးဖုန်းရိုက်လို့မရဘူးဖုန်းကင်လို့မရဘူးကင်တိုင်းသူတို့မြင်ရင်သူသိလိုက်တယ်သူတို့အဲ့လိုမျိုးကျွန်တော်ဝင်ပြောတယ်သူများဖုန်းဟိုမယူနဲ့လေကွယ်လို့ပြောတယ်သူဓာတ်ပုံရိုက်နေရိုက်တာမဟုတ်ပါဘူးသူတို့ဂိမ်းနေတာလို့ပြောတယ်အဲ့ဒါဘာပြောလဲဆိုနေကိုရင်းစားတိုင်းစသားမလုပ်နဲ့ငါလည်းလုပ်ချင်လို့လုပ်မှာသူတို့ခေါ်လိုက်လာလို့ပြောလိုက်တယ်ယူတယ်တွေ့ယူတာပဲကိုလို့ကျွန်တော်စသားဝင်သွားတဲ့ချိန်ဘာမှလူမရှိတော့ဘူးအလုံးထောက်သွားတယ်သူပစ္စည်းတွေယူတာပဲယူမယ်ရောင်းမယ်ဒါပဲရှိတယ်ရရင်မျှယူလာခဲ့တယ်လမ်းလျှောက်ယူလာတော့ပီးရေးကိတ်မှန်ပြီးတော့ကျွန်တော်လမ်းဟိုစားဖို့တောက်ဖို့မရှိဘူးဆိုတော့ဝင်ပြောတော့ဒီလူလူဒုက္ခမပေးနဲ့တဲ့ပြန်မမို့လားပြန်မဆိုရင်သူစားဖို့တောက်ဖို့မပါဘူးမလားသူတသိန်းယူတော့ပတ်သက်ပေးလိုက်တယ်ကျွန်တော်